WATC watch ရဲ့အဓိပ္ပာယ်ကကြည့်သည်လားလက်ပတ်နိုင်လား Okay ဒီနေ့တော့မဖြိုးကစကားလုံးတွေပေါ့နော်အတန်လဲတူတယ် slow မောင်းလဲတူတယ်အဲ့စကားလုံးတွေမှာမတူတဲ့အဓိပ္ပာယ်ရှိတဲ့အကြောင်းကိုပြောပြပြီးမှဖြစ်ပါတယ်အဲ့ဆောနာကပြောသွားတယ် watch ပေါ့နော် watch ဆိုလို့ရှိရင်နှစ်မျိုးစလုံးမှန်တယ်ကြည့်သည်လို့လည်းပြောလို့ရတယ်လက်ပတ်နိုင်လို့လည်းပြောလို့ရတယ်ဒါပေမဲ့သူ့ရဲ့အဓိပ္ပာယ်ကိုဘယ်လိုမျိုးနားလည်ရမလဲဆိုရင်တော့သူသုံးတဲ့ context အခြေအနေပေါ်မှာမူတည်ပြီးတော့နားလည်ရပါမယ်ဥပမာမဖြိုးဒီစာချောင်းလေးပြောမယ်ပေါ့နော်I like to watch TV now ဒါဆိုရင်ဒီနေရာမှာတော့ verb အနေနဲ့သုံးတဲ့ watch ဖြစ်ပြီးတော့အကယ်၍များမဖြိုးဒီစာချောင်းလေးပြောရင်I'm wearing a watch now ဒီလိုစာချောင်းပြောရဆိုရင်တော့ဒါက noun အနေနဲ့သုံးတဲ့ watch လို့နားလည်ရပါမယ်အဲ့တော့ဒီစကားလုံးတွေပေါ့နော် English လို့ဘယ်လိုခေါ်လဲဆိုရင်တော့ homonyms လို့ခေါ်ပါတယ်ဟိုတစ်ပတ်ကတော့မရှိ homophones တွေအကြောင်းပြောခဲ့ပြီးပြီဆိုတော့အဲ့ homophones တွေအကြောင်းထပ်လေ့လာခြင်းနဲ့ဆိုရင်တော့ဒီမှာပေးထားတဲ့ link ထဲကနေပြီးတော့တွားပြီးလေ့လာလို့ရပါတယ် homophones တွေကအများကြီးပဲရှိတယ်လို့မျိုးပဲ homonyms တွေကလည်းအများကြီးပဲရှိပါတယ်ဥပမာ RIGHT right ဆိုရင်မှန်ကန်သောဆိုတဲ့အဓိပ္ပာယ်လေးသုံးလို့ရတယ်လို့direction တွေပြောရညာဘက်ဆိုရင်လည်းမှန်တယ်ပေါ့နော်အဲ့တော့ကိုသုံးတဲ့အခြေအနေမှာမူတည်ပြီးတော့ဒီစကားလုံးကဘယ်အဓိပ္ပာယ်ရှိတယ်လဲဆိုတာကိုက work out လုပ်တတ်ရပါမယ်နားလည်အောင်လို့ကိုကအဖြေရှာတတ်ရပါမယ်homonyms တွေအများကြီးပို့ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တော့မျိုး description မှာပေးထားခဲ့တဲ့ link လေးကနေပြီးတော့တစင်း homonyms တွေကိုထပ်ပြီးလေ့လာလို့ရပါတယ်အားလုံးတော့သုံးမယ်လို့မျှော်လင့်ပါတယ်ဒီနေ့ကဒီလောက်ပါပဲနောက် video မှာပြန်ကြည့်ပါမယ် see you in the next video bye bye